နောဘတ်ဆောင်တော့ဟင်းခတ်မို့လက်ဖက်ရည်စွန်းတစွန်းနဲ့ကိုသုံးပြီးတော့ကိုကြိုက်နေတဲ့ရာစားစရာတစ်မျိုးမျိုးကိုဖန်တီးလိုက်တာနဲ့စုငွေ2 သိန်းအထိကန်ထူးနိုင်တဲ့တစွန်း challenge ရှိနေတာကိုသိပြီးကြပြီလားမသိသေးရင်လည်းဘာမှစိတ်မပူနဲ့နနာအခုဆိုင်လက်ရအတိုင်းကောင်းနဲ့စက်သားပဲရည်တော့မွှေးမွှေးလေးကိုချက်ပြရင်းနဲ့အဲ့ဒီ challenge မှာဘယ်လိုပါဝင်နိုင်မလဲဆိုတဲ့ဟာလေးကိုပြပြပေးသွားမယ်နော်နနာတော့လေစက်သားပဲရည်တော့ဆိုရင်ဒီလိုမျိုးကြက်အသားရောအယိုးလေးတွေရောအသေးမြစ်ကလေးတွေရောအားလုံးရောပြီးတော့သုံးရတော့ကြိုက်တယ်ပေါ့နော်နနာနဲ့အကြိုက်တွေဘယ်သူရှိလဲ comment ထဲမှာရေးသွားပေးအောင်နော်အဲ့တော့တို့ရဲ့ထဲကိုနနာစပြီးတော့အရသာနှက်ပြပါမယ်အရသာအတွက်ကတော့လေနနာကဒီခနောဘတ်စုံသုံးဟင်းခတ်မုံလေးကိုပဲတစ်မျိုးတည်းသုံးပြီးတော့နှက်ပြသွားမယ်သူကကြတော့လေအသားငါ30သားကိုဆိုရင်ဒီလိုမျိုးလက်ဖက်ရည်စွန်းတစွန်းထည့်လိုက်တာနဲ့ပြည့်စုံသွားပြီတို့ထည့်ပြီးရင်လေတခြားစားအချိုမုံဟင်းခတ်ရတာမဟုတ်စားတွေကိုထပ်ပြီးတော့ထည့်ကြမလို့တစွန်းနဲ့အဆင်ပြေရဲ့ဒါကိုချက်ပြီးတော့မှာပေါ့နော်အရသာမြည်ကြည့်ပြီးတော့မှအပေါ့အငံလိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့လူတို့ပို့ချော်လေးလုပ်ပြီးတော့ထည့်လို့ရတယ်နော်အရောင်အတွက်ကတော့နှနွဲမုတ်ကလေးထည့်မယ်ဂျင်းရည်လေးနည်းနည်းညှစ်ပြီးတော့ဒီလိုတေးချနေထားလိုက်ရပါပြီအခုကြက်ပြုတ်ရည်စပြီးတော့လုပ်မယ်ခုနအရသာနှက်ထားတဲ့ကြက်သားလေးတွေကိုပြုတ်မဲ့အိုးထဲကိုထည့်လိုက်ပါဒီကိုကြက်သားမြုပ်ယုံထည့်ပြီးတော့ဒါကြက်သွားတဲ့အထိတည်ထားလိုက်ရပါပြီတကယ်လျှို့ဝှက်ချက်တစ်ခုရှိတယ်။ဘာလဲဆိုရင်ဆိုင်ရကြက်သားတုပ်တွေဆိုရင်လေကြက်သားလေးကသူ့ဟာနဲ့သူအကုန်လုံးအကြက်ညီပြီးတော့အထဲမှာပေါ့နော်အစိုးဓာတ်ကလေးနဲ့အရသာပို့ပြီးတော့ရှိတယ်ပေါ့နော်စားရတာအဲ့လိုဖြစ်အောင်ဆိုရင်လောက်ရမယ့်နီးလန်းလေးတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုရင်ခုနလိုမျိုးပြုတ်ထားပြီးအချိန်မှာလေနနာတို့ကအကြာကြီးဟိုမှာတအားပွက်ပွက်ဆူအောင်မပြုတ်ထားဘူးเนาะဘယ်လိုလုပ်ရမလဲဆိုရင်ဒီလိုမျိုးစပြီးတော့ကြက်သားလေးကပွက်ပွက်ဆူပြီးဆိုတာနနာတို့ကမီးလေးကို short ချပလိုက်တာပေါ့နော် short ပြီးတော့ဒီလိုတစ်ပွက်နှစ်ပွက်ကလေးနဲ့ကိုပဲကြက်သားလေးကိုသူ့ဟာလေးနဲ့သူနူးအောင်နနာတို့ကတည်ထားရမယ်အဲ့ဆိုရင်ကြက်သားထဲကအချိုဓာတ်တွေကအပြင်ကိုမထွက်သွားဘူးအထဲမှာလည်းကြက်သားလေးကအီလေးနဲ့ကျက်သွားတယ်ပေါ့နော်အဲ့ဒီတစ်ချက်ကိုတော့ live မှတ်ပြီးတော့အိမ်မှာလုပ်ပေးကြပါနော်ကိုသုံးနဲ့ကြက်သားတွေထဲကပေါ့နော်အကြက်မြန်တဲ့အပိုင်းနေဥပမာဒီအသေးလေးနှလုံးလေးတွေကိုအရင်ကြိုဆယ်ထားဖို့လည်းလိုအပ်တယ်ဒါမှအားလုံးရောပြီးတော့တုတ်တဲ့အခါမှာကြက်သားတွေကအကြက်ညီပြီးတော့စားလို့ပိုကောင်းမှာဖြစ်ပါတယ်ရှင်ကဲကျန်တာလေးတွေကတော့သူ့ဟာလေးနဲ့သူလိုအပ်တဲ့လောက်ဆက်ပြီးတော့ပြုတ်ထားပြီးလို့ရပါတယ်ရှင်ကဲအခုဆိုရင်တော့ကြက်သားလေးအားလုံးကျက်ပါပြီအခုပဲရည်လေးစပြီးတော့ချက်ပြပါမယ်ရှင်အဲ့တော့ပဲရည်ချက်ဖို့ဆိုရင်ပဲစိမ့်မှုတ်ကိုယ့်ရဲ့ကြက်သားပြုတ်ရည်နဲ့ကိုချိန်ပြီးတော့ပေါ့နော်ယူပြီးတော့ထည့်မယ်ပြီးတော့ရေလေးနဲ့ပေါ့နော်နည်းနည်းလေးကြိုပြီးတော့ဖြော်ထားလိုက်မယ်နာတော့လေပဲရည်လေးကိုပို့ပြီးတော့မှွေးသွားအောင်လို့စီလေးနည်းနည်းပါလေးကထည့်ပြီးတော့ကြက်သွန်ဖြူကြက်သွန်နီနဲ့ပြီးတော့တင်ရွက်လေးထည့်ပြီးတော့အရင်ဆုံးစီတက်လိုက်ပါတယ်ပြီးရတယ်ခုနကြက်ပြုတ်ရည်လေးကိုလောင်းထည့်လိုက်မယ်ဒီလိုစကားလေးခံပြီးတော့လောင်းတဲ့အခါကျတော့လေဒီကြက်သားတွေကထွက်တဲ့အနှစ်ဖက်တွေကမပါသွားပဲနဲ့ပဲရည်ချက်ပြီးတဲ့အခါမှာအယောင်လေးကဝဝជីជីလေးနဲ့လှနေမှာဖြစ်ပါတယ်ရှင်ကြက်ပြုတ်ရည်ဆူလာပြီဆိုရင်ခုနကဖြော်ထားတဲ့ပဲစိမ့်မှုတ်အရှိကိုလည်းဒါအစီလေးမကြအောင်ပေါ့နော်ဒီလိုမျိုးစကားလေးနဲ့စစ်ပြီးတော့ထည့်ပေးလိုက်ပါရှင်ပြီးရင်ပဲစိမ့်မှုတ်အနံ့လေးပျောက်သွားတဲ့အထိပေါ့နော်ဒီလိုအဆက်မပြတ်မှွေပြီးတော့ချက်ပေးလိုက်ပါရှင်ကဲအခုကတော့နနာလိုချင်တဲ့မပြစ်မကျဲအနေထားလေးကိုရသွားပြီအနံ့လေးမှွေးသွားအောင်မဆလာလေးနည်းနည်းကိုဖြူလိုက်ပါမယ်ရှင်မဆလာမထည့်ချင်တဲ့သူတွေကလည်းမထည့်လို့ရတယ်နော်အရှားစာလေးမြည်ကြည့်လိုက်အောင်မယ်နော်ကွက်တီပဲခနောပတ်ဆောင်သုံးဟင်းခတ်မုတ်လက်ဖက်ရည်စွန်းတစွန်းပဲထည့်ထားတာတော့မှလုံးဝပြည့်စုံပါလေဒါဆိုရင်ပွဲပြင်လို့ရပြီစက်သားနဲ့ကြက်ရိုးတွေကိုကိုလိုချင်တဲ့အရွယ်အစားလေးတုံးပြီးတော့ပကံထဲကိုထည့်လိုက်ပါသူနဲ့လိုက်ဖက်တဲ့အစာပလာလေးတွေဖြစ်တဲ့ဂေါ်ဘီလေးတွေရှောက်ရွက်လေးပူစီနံညုတ်သီးစိမ့်သမယာသီးညုတ်သီးချက်မှုတ်အဲ့အလေးကိုဒီလိုတင်ပြီးတော့နောက်ဆုံးမှာခုနကချက်ထားတဲ့ပဲရည်လေးကိုဆန်းလိုက်ပြီးဆိုတာနဲ့ဆိုင်လက်ရအတိုင်းကောင်းတဲ့ကြက်သားပဲရည်တုပ်လေးတစ်ပွဲကိုရရှိသွားပြီဖြစ်ပါတယ်ရှင်စုငွေ2 သိန်းအထိရနိုင်တဲ့တဇွန်း challenge မှာပါဝင်ကြနေဆိုရင်တော့နနာအခုလုပ်ပြသွားသလိုမျိုးကြက်သားပဲရည်တုပ်ဒါမှမဟုတ်ဘူးဆိုရင်ကိုကြိုက်တဲ့ရာဟင်းရတစ်မျိုးမျိုးကိုခနောဘတ်စုံတော့ဟင်းခတ်မုတ်လေးနဲ့ချက်ပြီးတော့ဓာတ်ပုံဒါမှမဟုတ်ဘူးဆိုရင်ဗီဒီယိုရိုက်မယ်
ပြီးရင်အရသာပုံဖော်ခဏောပတ်စုံတုံးလက်ဖက်ရည်စွန်းတစုံမဲ့လိုတယ်နော်ဆိုတဲ့ caption လေးနဲ့အတူတူသတ်မှတ်ထားတဲ့ hashtag လေးနဲ့ထည့်ပြီးတော့ Facebook ဒါမှမဟုတ် TikTok မှာ public နဲ့တင်ပေးရပါမယ်။ TikTok မှာတင်ချင်တဲ့သူတွေဆိုရင်နနာရဲ့အခုဗီဒီယိုလေးကို duet လုပ်ပြီးတော့လည်းတင်လို့ရပါတယ်နော်။ကိုတင်ထားတဲ့ဓာတ်ပုံထားမဟုတ်ဘူးဆိုရင်ဗီဒီယိုလေးရဲ့ link ကိုခဏောမြန်မာ Facebook page ရဲ့ပြိုင်ပွဲ post အောက်မှာတွားပြီးတော့သတ်မှတ်ရက်အတွင်းမှာ comment မှတ်လိုက်တာနဲ့ပါဝင်လို့ရပါပြီရှင်။ပြိုင်ပွဲကာလနဲ့ပြိုင်ပွဲအကြောင်းအသေးစိတ်တွေကိုနနာဒီဗီဒီယိုရဲ့ comment ထဲမှာထပ်ပြီးတော့ရေးထားပေးပါမယ်ရှင်။2သိန်းစု4စုအပြင်9000စု10စုကိုလည်းထပ်ပြီးတော့ချီးမြှင့်ပေးသွားအောင်မှာမှုလို့အချိန်မီတဇွန်း challenge မှာပါဝင်ကြဖို့အတွက်နနာဒီကနေပြီးတော့တိုက်တွန်းလိုက်ပါတယ်ရှင်။ဘယ်အချက်တလိုင်းတွေကဒီတဇွန်း challenge မှာပါဝင်ထားကြလဲဆိုတာကိုလည်းနနာရဲ့ဗီဒီယိုအောက်မှာ comment မှန်ပြီးတော့လာပြောပြကြအောင်နော်။ကဲနနာကတော့စသားပဲရည်တုပ်လေးကိုဆွဲပြီးတော့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတော့မယ်။အားလုံးကံကောင်းကြပါစေရှင်။ Good ကြတာပဲတော့ကြတဲ့သူတွေဒီဗီဒီယိုလေးကို like and share လုပ်ပါဖို့လည်းမမေ့နဲ့နော်